သမုဒ္ဒရာတွေကဆွဲဆောင်မှုအရှိဆုံးဖြစ်တယ်လို့အန်ဒရဲလည်းအရှိဆုံးတသက်ဝါဒီတွေကတကောင်ဖြစ်တဲ့ Blue Ring Octopus လို့ခေါ်တဲ့ရေဘဝဲလေးအကြောင်းပြောမှာဖြစ်ပါတယ်။ Pacific နဲ့အိန္ဒိယသမုဒ္ဒရာရဲ့နှွေးထွေးလေးကမ်းရိုးတန်းရေပင်တွေမှာတွေ့ရတတ်တဲ့ဒီရေဘဝဲလေးဟာအရွယ်စားအဖြစ်9လက်မထက်ပိုမကြီးပေမဲ့အန်အောစရာကောင်းတဲ့တဘာဝအလိုက်ပြောင်းလဲနေထိုင်နိုင်စွမ်းတွေရှိနေတာပါ။သူ့ရဲ့ကိုယ်ပေါ်မှာထင်းထင်းရှားရှားရှိနေတဲ့အပြာရောင်အဝိုင်းလေးတွေဟာရန်သူတွေကိုအနာမကပ်ဖို့တတိပေးချက်ထုတ်ပြန်နေတာဖြစ်ပါတယ်။အန်ဒရီတခုခုရှိပြီလို့ခံစားရတဲ့အခါ chromatophores လို့ခေါ်တဲ့အထူးဆဲပေါင်းထောင်ချီကပျောက်ကွယ်သွားပြီးကောက်ပတဲ့အပြာရောင်အကွင်းလေးတွေတကိုယ်လုံးမှာဖြတ်ခနဲပေါ်လာတတ်ပါတယ်။ဒါကနှုတ်ဆက်ကမဟုတ်ပဲနောက်ဆုံးတတိပေးချက်ပဲဖြစ်ပါတယ်။ဒီရေဘဝဲသေးသေးလေးထဲမှာ tetrodotoxin လို့ခေါ်တဲ့အာယုံကြောအဆိပ်တစ်မျိုးရှိနေပါတယ်။ဒါကစာယနိုက်ထက်အစပေါင်းထောင်နေလိုက်မကပိုပြီးတော့အဆိပ်ပင်းပါတယ်။ဒီလပတဲ့အဆက်အပြောက်တွေကအလားတသက်မဟုတ်ပါဘူး။ဒါပေမဲ့ဒီအလားတရားရဲ့နောက်ွယ်မှာတော့တေးစေနိုင်တဲ့ရှိုးဝက်ချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဒီရေဘဝဲလေးမှာရှိတဲ့အဆိပ်ဟာမိနစ်ပိုင်းအတွင်းမှာတင်လူပေါင်း26ယောက်ကိုတေးစေနိုင်လောက်တဲ့အထိပြင်းထန်တာပဲဖြစ်ပါတယ်။အကြောက်စရာအကောင်ဆုံးကဘာလဲဆိုတော့အကြိုက်ခံရတာကဘာနာကျင်မှုမှမခံစားရတာပါပဲ။ကြွက်သားတွေထုံလာတာအမြင်အာရုံတွေဝေးဝါလာတာနဲ့အစုပ်ကအလုံးမလုံးတော့တဲ့အထိဖြစ်လာမှသာအကြိုက်ခံလိုက်ရမှန်သိလိုက်ရမှာပါလက်ရှိအချိန်အထိတော့ကုသဖို့အစိတ်ဖြေစေမရှိသေးပါဘူးဒီအစိတ်ဟာအာယုံကြောစနစ်ကိုတိုက်ခိုက်တဲ့ပြင်းထန်တဲ့အစိတ်မျိုးဖြစ်ပြီးငါးလေးတွေနဲ့အခွားမရေတထဝါလေးတွေကိုမလှုပ်ရှားနိုင်အောင်လုပ်ပေးနိုင်ပါတယ်သူကအမဲလိုက်ရမှလည်းပါနတ်တဲ့နီးပြူရာကိုတုံပါတယ်ပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်အောင်ကိုရောင်ဖြောက်ပြီးပုံအောင်နေတတ်ပြီးတော့အခွင့်အရေးရတာနဲ့ရှက်စီးလက်သလိုမြန်းဆန်တဲ့အရှိန်နဲ့ဖမ်းယူစားတော့တတ်တာပါဒါအပြင်တခြားရေဘဝဲတွေနဲ့မကြူတာကတော့သူကနေဘက်မှာအမဲလိုက်ရတာကိုပိုကြိုက်တာကြောင့်နေဘက်မှာချက်စားတတ်တဲ့ရှားဖားအမဲလိုက်တတဝါတကောင်လည်းဖြစ်နေပါတယ်ဒီရေဘဝဲလေးတွေဟာသူတို့ရဲ့ဂေဟစနစ်ထဲမှာလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပြီးတခြားတတဝါတွေအစာမတန်များပြားမလာအောင်ထိန်းညှိပေးနေတာပါ